လူတက်နေအများကြီးလုပ်ခဲ့တယ်ပြီးတော့ရှင်တရား၈ပါးဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်10နှစ်ကလည်းပြုခဲ့ဘူးတယ်တခြားမိဘမဲ့ကလေးတွေကိုလည်းအမရှင်ပြုခဲ့တဲ့ဒါကုသိုလ်ကောင်းမှုတွေလည်းအများကြီးရတယ်အဲ့ခါကျတော့ဒါပေမဲ့ကိုယ့်ရဲ့ရင်းနှီးတိကျသားလာသမီးလာယန္တနာတွေကိုအမကိုယ်တိုင်ကနေပြီးတော့အခုလိုမျိုးသားနာပေါင်းတွင်းရတယ်အခုလိုမောင်ရင်လောင်းတွေမြင်ရတဲ့အခါကျတော့ကိုယ့်သားသမီးဆိုတဲ့ဟာနဲ့တော့ပို့ပြီးတော့ပီတိဖြစ်တာပေါ့နော်တာနာနဲ့ဝင်ရတယ်ဆိုရင်အော်ကလေးလေးကြီးလာပြီဒီရွယ်ရောက်လာပြီကြည့်မအောင်တရက်သားနှစ်ရက်သားတွေကအမဥဝဲဆိုပြီးတော့အနှိတုပ်လေးနဲ့နို့တိုက်လာတဲ့ကလေးလေးတွေကအခုဒီလိုမျိုးတွေဖြစ်လာပါပြီလားဆိုတော့စိတ်မျိုးလေးနဲ့ဝမ်းသာရတယ်ပေါ့နော်အဲ့တော့နောက်ထပ်ကလေးတွေကိုလည်းအမ3နှစ်တစ်ခါ4နှစ်တစ်ခါပြုလုပ်ပေးရချိန်မှာလည်းအမကျန်းကျန်းမာနဲ့ပတ်စံတွေအများကြီးရှာမယ်သူတို့အတွက်ကိုပတ်စံတွေအများကြီးစုမယ်တာနာရဲ့အခုလိုမျိုးတွင်းပေးမယ်ပြီးသူတို့အတွက်ကိုအမလုပ်ပေးရမှာဖြစ်တဲ့အတွက်အမကျန်းကျန်းမာနဲ့အများကြီးစူးစမ်းအောင်ပါဒီဆန္ဒကအမကလေးတွေစောင့်မွေးကြတဲ့ကအမဒီဟာကိုတစ်ချိန်ကျရင်ဒါမျိုးဖြစ်ရမယ်ဖြစ်ကိုလည်းဖြစ်မှာပဲလေဆိုတော့သားတွေသမီးတွေများတာပဲဖြစ်တဲ့အတွက်ကြောင့်မလို့အမဒါမျိုးလေးမြင်ကျင်တယ်ဖြစ်ကျင်တယ်ပေါ့အဲ့တော့ဒီလိုမျိုးဆန္ဒလေးကိုအမလွန်ခဲ့တဲ့3နှစ်လောက်ကလေးကအမစပြီးစိတ်ကူးရင်ပြီးတော့အကောင့်ထဲပေါ်ဖို့စူးစမ်းရတယ်ပေါ့နော်လေးတွေကိုပြည့်စုံစောင့်ရှောက်နေတဲ့ကျမရဲ့အလူတိုင်းကာမကြီးမမခိုင်လေးတွေကိုမြတ်တာဥယျာဉ်ဦးလို့တင်စားနိုင်ကြစေရှင်အခုဒီလိုမျိုးအခမ်းအနားကိုပြည့်စုံစုံနဲ့မြင်လိုက်ရတဲ့အချိန်မှာ site တွေပိုင်းလည်းပြီးလိုက်တဲ့အချိန်မှာရင်းထဲမှာမနစ်ဖြန်ဆိုရင်တော့ဘလို့ခံစားချက်ဖြစ်လာမလဲမသိအဲ့လိုမျိုးပေါ့နော်ဟိုပါဇက်ကပိတ်လို့မရဘူးပြုံးနေရည်နေတယ်ဒါပေမဲ့ဒီကလေးတွေရဲ့ဒီဟာလေးတွေမြင်လိုက်တဲ့အချိန်မှာတပိတ်တွေဒါဟိုတင်ငန်းတွေမြင်လိုက်ရတဲ့အချိန်မှာအရန်ကြည့်ညို့ပြီးတော့သူ့လိုမျက်ရည်ကြလာဆော့ဆော့ပဲဒါကင်မရာတွေမရှိတဲ့အချိန်မှာအမြန်ကိုလည်းအမြန်တော့ကင်မရာလည်းလာအမြန်တော့လိုမျိုးပေါ့နော်ဟိုပီတိဖြစ်တာပေါ့အမှန်ကတော့ငိုတာတော့မဟုတ်ပါဘူးပီတိဖြစ်ပြီးသူ့လိုမျက်ရည်ကြလာပျော်တာပေါ့ခေါင်းစဉ်အောက်မှာရှိတဲ့အတွက်ဆင်မကောင်းအဲ့တော့မိဘမဲ့ချင်းတူတာတော့မှမိဘမဲ့ဆိုတာတော့မှအမကလေးတွေကိုဒါပေါ့နော်ဒီလိုမျိုးလေးကိုတူတန်တန်လေးအမခန်းစားစေခြင်းတယ်ဒါကြောင့်အမကလေးဆိုရင်မစားဘူးလားမရှိအောင်ဘာပဲဖြစ်အတက်နိုင်တဲ့ဘက်ကအမလုပ်ပေးရစူးစမ်းပေးရအခုလည်းထပ်ပြီးစူးစမ်းမှာပဲနောက်ထပ်ကလေးတွေလည်းအမဒီလိုပဲခန်းခန်းနာနာနဲ့ပြုတ်ပေးနိုင်အောင်မှအသက်ရှင်နေသေးစူးစမ်းမှာပါအဲ့ဆိုတော့သူတို့ကြည့်လာရင်လည်းသူတို့ဆန်ချတဲ့အချိန်မှာအခုလိုနာမည်ကြီးရဲ့မင်းသားမင်းသမီးတွေလူပညာရှင်တွေကဝိုင်းပြီးတော့ချစ်ပေးကြတယ်သူတို့လည်းအားရှိတာပေါ့နော်ကိုကြည့်ပြီးတော့အဲ့လိုဝမ်းသေးတယ်ဝမ်းသာတယ်ကိုလုပ်ပေးလိုက်တဲ့အတွက်ကြောင့်လည်းဝမ်းသာတယ်အမအောင်လည်းသာလို့ခေါ်တယ်ပေါ့နော်ကဲပါအခုလိုမျိုးပေါ့နော်ဒါစုစုတို့ဒီလိုမျိုးပါဝင်ခွင့်ရတဲ့အတွက်ကိုလည်းဒါရန်ဝမ်းသာတယ်အမတို့လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်အမကလေးတွေကဟိုပေါ့နော်ဒီသူတို့ခေါင်းထဲမှာတစ်ချိန်ကျရင်သူတို့တိလာမှာပဲလေမိဘမဲ့ဆိုတာကိုသူတို့တိလာမှာပဲအခုခေတ်ကလေးတွေကပိုတော့ pride ဖြစ်နေတယ်တိလာပေမဲ့တိလာတာချင်းတူတူတော့မှစိတ်အားငယ်ပြီးတော့မကြီးပြင်းစေချင်ဘူးပေါ့နော်အဲဆိုတော့ဘာပဲဖြစ်ဒီလိုနေ့မှာနောက်ထပ်မကြည့်နိုင်ရအောင်မလိုအောင်ပေါ့နော်အမလှူနိုင်နေပေါ့နော်အဲ့အတွက်အမအရန်ဝမ်းသာနောက်ထပ်3နှစ်4နှစ်ကြာရင်လည်းတစ်ခေါက်ထပ်လုပ်ဖို့စူးစမ်းရအောင်ပတ်စံဒီနေ့အစားဆိုရအောင်အမရဲ့ကလေးတွေဆိုလို့ရှိရင်သူတို့မငြင်းမညူနဲ့လာပေးကြတော့အရန်ဝမ်းသာလာမဲ့ဒီလောက်ထိလာမယ်လို့အမမထင်ခဲ့ဘူးဖိတ်တော့ဖိတ်လိုက်တာပေါ့နော်အကုန်လုံးကလာကြတဲ့ခါကျတကယ်ကိုကျေးဇူးတင်လိုက်တယ်လည်းပြင်ပါတယ်